Addition polymerization. Addition polymerization မှာနံပါတ်1 polyethene. Polyethene ကို polymerize လုပ်မယ်ဆိုရင် CH2 double bond CH2 ethene ကို high temperature and pressure catalyst ဟိုဘက်မှာတပည့်ဘုံက single bond ဖြစ်သွားပြီးတော့ single bond ကို N နဲ့မြှောက်ပါမယ်။ဒီထက်ပိုပြီးတော့မှရိုးရှင်းအောင်လွယ်ကူအောင်ဆိုရင်ဒါကတပည့်ဘုံဒါကကာဗွန်နှလုံးအဲ့တော့ hydrogen ကိုအပေါ်မှာ H တစ်ခုအောက်မှာ H တစ်ခုဒီလိုရေးလဲရတယ်။ဒါက ethene ကို structure ပုံစံရေးထားတာပြီးတော့မြားပေါ်မှာ high temperature and pressure catalyst အဲ့တော့ကာဗွန်နှလုံးမှာတပည့်ဘုံက single bond ဖြစ်သွားမယ်ပြီးတော့ဟိုဘက်ဒီမှာဆက်ဖို့အတွက် single bond တွေဖြစ်သွားမယ်အပေါ်မှာ H ဒါကို green cut N နဲ့မြဒီရှေ့ကိုလည်း N နဲ့မြဒီလို green cut တဲ့အခါမှာဒီ single bond ကိုဖြတ်ပြီးတော့မှခတ်ရမယ်မြည်ပေးမယ်ဒီဘက်က ethene ဟိုဘက်က polyethene